မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်မြင်းညက်မြို့အမှတ်19ရပ်ကွက်အဲဘတော့ကိုရီးယားတနအနောင်နားမှာရှိတဲ့နိုင်ငံနှစ်ထပ်တိုင်လေးနဲ့မိတ်ဆက်ပြပါမယ်။ဘာကျင်ကပေ90 60ပါနိုင်ငံနှစ်ထပ်တိုင်လေးပါနှစ်30ခရံကိုဖာရှင်20ကျောင်းထားပါတယ်ဆက်ဆက်စားချုပ်အဆုံးပါပါတယ်ခရံတန်းကြံပါသေးတယ်ခင်ဗျာ။ဖာရှင်ခေါ်သေးလေးကတော့3950ညှိနှိုင်းဖြစ်ပါတယ်ခင်ဗျာ။အရှင်မမြေပေါ်အများကြီးကြပါတယ်သူတို့တပ်ပိတ်နေဆိုင်ထားတာတို့20နီးပါးလောက်ကြပါတယ်ဗျာနော်အေရှိကဒါလေးကတော့သူတို့လေကအပြင်တော်ကလေးနဲ့ဗားတိုင်ကလေးကလေကတစ်ထပ်တိုင်ပါအနောက်ဘက်ကတော့သူတို့ RC တပ်ပိတ် RC လေးနဲ့ပေါ့နော်သုံးမိုးလေးနဲ့မိသားစုနေတဲ့အခန်းလေးဖွဲ့ထားပါတယ်မှန်ခန်းလေးပါပါတယ်လုံခြုံရေးတန်ခါးနေအကုန်တက်ပြီးသားပါနော်ဒါတော့နောက်ဖေးကနေကျွန်တော်ရိုက်ပြပါမယ်ရေလောင်းအိမ်နာနှလုံးမှာရေလောင်းအိမ်နာနှလုံးကတော့ရေလောင်းအဆောင်ဖွင့်ထားတဲ့အတွက်ရေလောင်းအိမ်နာနှလုံးပါပါတယ်အပေါ်ထက်မှာလည်းအခန်းလေးပါပါတယ်ဒါပေမဲ့ကျွန်တော်အပေါ်ထက်ကိုဗီဒီယိုရှင်းမှာကြောက်လို့စိုးလို့ပေါ့နော်မရိုက်ပြတော့ပါဘူးခင်ဗျနောက်ဖေးလေးတွေနဲ့ကျွန်တော်အောက်ထက်ကအတွင်းခန်းလေးတွေလိုက်ရိုက်ပြပြီးပါမယ်ဒါနောက်ဖေးကြားလေးပါနော်နောက်ဖေးကြားလေးကတော့အပြေးပါဘာမှမကြည့်တော့ပါဘူးတွင်းထဲကိုကျွန်တော်နောက်ဖေးရပဲဝင်လိုက်ပါမယ်ရှေ့ကဒါကားတွေကတော့တွေအများကြီးကားထားတာမလို့ပါတော့ပွဲတော့ပါဒါကတော့ရှေ့ကိုထွက်တဲ့ဒါမာကြီးနှစ်ပေါက်ပေါ့နော်မီတာနှလုံးပါပါတယ်ဗျမီတာနှလုံးတောင်ပါပါတယ်နော်ဟိုထက်မှာကျန်းကန်းပါတယ်သူတို့အိတ်ခမ်းချင်းလေးနှခမ်းပါတယ်မိသားစုကန်းပါတယ်ပေါ့နော်ဒါကတော့ညီမလူမျိုးတွေရထားတဲ့ကျန်းကန်းမှာကျန်းကန်းကျေပါတယ်လူကြီးသူမတွေပါတဲ့မိသားစုတွေဆိုရင်လူကြီးသူမတွေဖျားကန်းထဲမှာတော့အဲ့လိုအဆင်ပြေပါတယ်နော်ကျွန်တော်ကတော့မျိုးသမီးဆောင်ဖွင့်လာတဲ့အတွက်တယောက်ခန်းလေးတွေဖွဲ့ပေးကြပါတယ်တယောက်ခန်းလေးတွေပါတယောက်ခန်းမကြရင်ဖွဲ့ပလိုက်လို့ရှိရင်အကျေကြီးပါနော်ကျွန်တော်ကတော့မီးဖို့ကြောင်ပါမီးဖို့ကြောင်ပါလဲခုံတွေပါတယ်ခုံ ready ပဲတက်ပြီးသားပါနော်တက်စီပါပဲဒါကတော့အရင်အဆောင်သူတွေချိုးတဲ့ရေချိုးကမ်းမှာလုံးလုံးကြုံကြုံနဲ့ပါနော်စေတနာလေးနဲ့သူလုပ်နေတာပါလုံးကြုံကြုံလေးအဲ့တော့မိသားစုသူတို့အိတ်ခမ်းဖြစ်ပါတယ်ဒီသားစုအိတ်ခမ်းမှာမာစတာရူမှာနော်အကျယ်ကြီးပါရေချိုးကမ်းရေလောင်းအိတ်တာဘတ်တက်ကိုယ်တိုင်အကုန်ပါပါတယ်ဗျဆက်ဝင်လာတဲ့မိတ်ဆွေတွေလည်းကျွန်တော်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာ50 60လေကနှစ်ထပ်တိုင်းနဲ့130ခရနဲ့3950ညှိနှိုင်းပြီးဖြစ်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ